အားလုံးပဲမင်္ဂလာပါ Mummy Spine Doctor အေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Wednesday Talk အနေနဲ့ကျွန်မကဘာတွေအကြောင်းပြောရမလဲဆိုတော့အုံနောက်နဲ့စိတ်ကျန်းမာရေးနဲ့အုံနောက်စိတ်ကျန်းမာရေးကနေပြီးတော့မှခန္ဓာကိုယ်ကျန်းမာရေးအထိကိုဒါသွားနိုင်တဲ့conversation ပေါ့နော် podcast လေးကိုကျွန်မ learning လုပ်ပြီးတော့မှပြန်ပြီးတော့ sharing လုပ်ပါတယ်ဆိုတော့ဘာလဲဆိုတော့ podcast ကိုလုပ်တဲ့သူတွေကကျွန်မလေးလာမိတလောက်ဆိုလို့ရှိရင်ဒါ brain ကိုအဓိကလုပ်တယ်ပေါ့နော် brain ကိုအဓိကလေးလာတဲ့ဒေါက်တာ Amen ဆိုတဲ့သူရယ်နောက်တစ်ခုကကြတော့clinical psychologist လို့ခေါ်လို့ရတာပေါ့နော်သူက physician ဒါမှမဟုတ်လို့ရှိရင်လည်းသူfamily doctor ဘဝကနေပြီးတော့မှသူကဒီ psychologist အဖြစ်ကိုသွားတာပေါ့နော်ဆိုတော့ psychologist အဖြစ်ကိုသွားပြီးတော့မှသူ့ရဲ့စာအုပ်တွေဆိုလို့ရှိရင်လည်းတောက်လျှောက်ကိုအရန်နာမည်ကြီးရဲ့စာအုပ်တွေထွက်ထားတယ်ဒေါက်တာဂမောမထီပေါ့နော်ဂဘောမထီလို့ခေါ်ပါတယ်ဂဘောမထီကနေပြီးတော့မှသူတို့နှစ်ယောက်ဆွေးနွေးထားတာဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းပါပဲဆိုပြီးတော့ကျွန်မဝင်ကြည့်မိပါတယ်တကယ်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့စိတ်ကျန်းမာရေးအုံနောက်ကျန်းမာရေးကနေပြီးတော့ခန္ဓာကိုယ်ကျန်းမာရေးအထိသွားတယ်စိတ်ကျန်းမာမှုမရှိဘူးအုံနောက်ကျန်းမာမှုမရှိဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်မကျန်းမာတဲ့အထိကိုလည်းကျွန်မလေးလာတွေ့ရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒါစိတ်ဝင်စားစရာကောင်းတဲ့ topic တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မပြောပြတင်ပြပေးသွားပါမယ်ဆိုတော့သူတို့နှစ်ယောက်ကဘာတွေပြောကြတယ်လဲဆိုတော့ဒါသူတို့ရဲ့အဖြစ်အပျက်တွေပြောတယ်ပေါ့နော်ဖြစ်ပြီးပြောပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါကလေးဘဝမှာအဲ့တော့မေမေတို့အတွက်ကိုဒီ topic လေးကိုဘာလို့ယူရလဲဆိုတော့ဒါကိုယ့်ရဲ့သားသမီးလေးတွေပေါ်မှာပြန်ပြီးတော့မှလေးလာသုံးသပ်လို့ရတယ်ပြီးတော့ကိုယ့်အကြောင်းကိုလည်းလေးလာသုံးသပ်လို့ရတယ်ပြီးတော့လို့ရှိရင်ကိုပြိုးထောင်သွားမဲ့ကလေးလေးကိုဘယ်လိုမျိုးအကောင်းဆုံးပြုစုပြောထောင်မလဲဆိုတာအစား learning လုပ်လို့ရတဲ့အတွက်ကြောင့်မလို့ဒီ topic လေးကိုယူလိုက်တာပေါ့နော်ဆိုတော့ကလေးဘဝမှာကျမတို့စိတ်တန်ရာရထားတယ်ဆိုလို့ရှိရင်အဲ့ဒီကလေးလေးရဲ့ကိုယ့်ရဲ့ကိုယ်သွေးပေါ်မှာသူကပြောင်းလဲမှုရှိစေနိုင်ပါတယ်လို့ပြောပါတယ်ကိုယ့်ရဲ့ကိုယ်သွေးကိုတတ်မှတ်တဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်လို့ပြောပါတယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်သွေးကိုသတ်မှတ်တဲ့အပြင်ကိုသူ့ရဲ့တောက်လျှောက်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်တွေစိတ်ဖိစီးမှုတွေဒါမျိုးတွေလည်းဖြစ်ပြီးတော့ဒီခန္ဓာကိုယ်နဲ့အုံနောက်မှာတက်ရောက်မှုတွေရှိတယ်ဆိုတဲ့အကြောင်းကိုပြောထားတာပဲဖြစ်ပါတယ်အဲ့တော့အုံနောက်နဲ့ခန္ဓာကိုယ်မှာတက်ရောက်မှုရှိတဲ့ယောဂတွေကတော့ဒါဒီ stress တွေကနေပြီးတော့မှဖြစ်တဲ့ယောဂတွေပေါ့နော်ဆိုတော့ကင်ဆာအထိကိုဖြစ်စေနိုင်ပါတယ်ဆိုတော့ကင်ဆာအထိဖြစ်စေနိုင်တာတွေပြောတယ်သူတော့နောက်တစ်ခုကကြတော့သူကဘာယောဂတွေဖြစ်စေနိုင်တယ်လဲဆိုတော့ဒီကိုယ်ခံအားစနစ်မူမမှန်တဲ့ immune ယောဂတွေပေါ့နော်အဲ့တော့immune ပြဿနာဖြစ်တဲ့ယောဂတွေကိုဒီစိတ်ခံစားချက်လေးတစ်ခုပဲနဲ့ပေါ့နော်ဒီခန္ဓာကိုယ်ပါမကျန်းမာဖြစ်တဲ့ယောဂရှင်နေမှာဆိုလို့ရှိရင်ဒီကလေးဘဝမှာပြဿနာဖြစ်ခဲ့တဲ့ဆိုတဲ့ဟာကိုသူလေးလာတွေ့ရှိခဲ့တယ်လို့ပြောပါတယ်ဆိုတော့ကလေးဘဝမှာဒီစိတ်ခံစားချက်တွေအဆင်မပြေခဲ့ဘူးပေါ့နော် trauma တွေရရှိခဲ့တယ်ပေါ့စိတ်ဒဏ်ရာတွေရရှိခဲ့တဲ့ဟာကသူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအကျိုးသက်ရောက်မှုတွေအများကြီးပါလေဆိုပြီးတော့သူကပြောထားတယ်အဲ့တော့ဒီလိုမျိုးကလေးဘဝမှာစိတ်ဒဏ်ရာရခဲ့တဲ့သူတွေရဲ့လက္ခဏာတွေပေါ့နော်လက္ခဏာတွေမှာဆိုလို့ရှိရင်သူကဒီလူကြီးဖြစ်လာတဲ့အခါမှာကိုယ်ရည်ကိုယ်သွေးတွေလေးလာလိုက်တဲ့အခါမှာဒီလူတွေရဲ့ပုံစံကတဲ့လက္ခဏာ၄ချက်နဲ့ရှိပါတယ်လို့ပြောပါတယ်အဲ့ဒီလက္ခဏာတွေထဲမှာဘာလဲဆိုတော့သူကတစုံတစ်ယောက်ကအကူအညီတောင်းလာတယ်ဆိုလို့ရှိရင်ကိုကမလုပ်ပေးနိုင်တဲ့အခြေအနေမှာဖြစ်နေတယ်ဆိုလို့ရှိရင်တော့မှသူက no လို့ပြောလို့မရတာပေါ့နော်ဆိုတော့ဒီလိုမျိုးပြောလို့မရတဲ့လက္ခဏာတစ်ခုပါဝင်နေပါတယ်နောက်ထပ်တစ်ခုကကြတော့တခြားလူတွေအကုန်လုံးကိုတခြားလူတွေအကုန်လုံးကိုသူကပျော်ရွှင်စေခြင်းနဲ့လက္ခဏာပေါ့နော် taking responsibility for everyone else ပေါ့တခြားလူတွေကိုသူ့ဘာပဲဖြစ်နေပေါ့တခြားလူတွေအတွက်ကိုသူအရန်လုပ်ပေးခြင်းနဲ့ပြီးတော့လူတွေကိုပျော်ရွှင်စေခြင်းနဲ့ဆိုတဲ့စိတ်ရှိနေတာပါတဲ့နောက်ထပ်တစ်ခုကကျတော့ healthy anger မရှိတာပေါ့နော်ဆိုတော့သူကhealthy anger ဆိုတာကသူကအရန်ကိုဒေါသထွက်ရမယ်စိတ်ဆိုးရမယ်ဆိုတဲ့ကိစ္စတာမှာသူကမဖော်ပြဘူးပေါ့နော်အဲ့တော့ဖော်ပြမှုမရှိဘူးမဖော်ပြနိုင်ဘူးဆိုတဲ့လက္ခဏာကလည်းသူတို့စီမှာရှိနေတတ်တယ်တဲ့နောက်တစ်ခုကကြတော့တခြားလူရဲ့စိတ်ခံစားချက်တွေကိုတဲ့သူကတဲ့တာဝန်ရှိတယ်လို့ထင်တာပါတဲ့ဆိုတော့သူကတခြားလူတွေကိုစိတ်ပြက်အောင်လုပ်မိမှာသူတို့ကကြောက်တာမျိုးပေါ့နော်အဲ့ဒီလိုဇယိုက်လက္ခဏာ၄ခုနဲ့ရှိနေတတ်တဲ့သူတွေကခလေးဘဝမှာစိတ်ဒဏ်ရာရခဲ့တဲ့သူတွေရဲ့ဇယိုက်လက္ခဏာလေးတွေဖြစ်နေတတ်ပါတယ်လို့သူကပြောထားပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီလိုမျိုးဇယိုက်လက္ခဏာရှိတဲ့သူတွေကလေးဘဝမှာစိတ်ဒဏ်ရာရပြီးသွားတဲ့အခါမှာခန္ဓာကိုယ်မှာလည်းဘာယောဂါတွေဖြစ်နိုင်တယ်လဲဆိုပြီးသူကလေ့လာတဲ့အခါမှာဆိုလို့ရှိရင်ဒါ auto immune လို့ခေါ်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရပဲပြန်တိုက်တဲ့ယောဂါတွေပေါ့နော်အဲ့တော့
ကိုယ်ခံအားစနစ်မူးမမှန်တဲ့ယောဂလို့ခေါ်တယ်ပေါ့နော်အဲ့တော့ SLE တို့မမီတို့ကြားဘူးမလားမသိဘူးဆိုတော့ SLE ဆိုအရေးပြားလေးဘက်နာယောဂပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးပဲခန္ဓာကိုယ်ကနေပြီးတော့မူးမမှန်မဲနဲ့ပြန်တိုက်တဲ့ယောဂတွေကိုဖြစ်စေတတ်ပါတယ်လို့ပြောပါတယ်နောက်တစ်ခုကကြတော့ဒါကင်ဆာယောဂပေါ့နော်ကင်ဆာယောဂတွေလည်းအဖြစ်များတယ်နောက်တစ်ခုကကြတော့ဒီစိတ်ဖိစီးမှုတွေကိုသူတို့ဘဝတက်တန်းတစ်လျှောက်မှာဒီဒဏ်ရာတွေကြောင့်မို့လို့တောက်လျှောက်တည်ဆောင်လာတဲ့လက္ခဏာတွေလည်းဒါ chronic stress နဲ့ရင်ဆိုင်ရတယ်ပေါ့နော်စိုးရိမ်ပူပန်မှုများတာနောက်တစ်ခုကကြတော့စိတ်ဖိစီးမှုတွေနဲ့တောက်လျှောက်သူတို့နေထိုင်လာရတာပဲဖြစ်ပါတယ်တဲ့နောက်တစ်ခုကတော့ဆိုးရွားလာလို့ရှိရင်တော့စိတ်ကြမ်းမာရေးတွေကကြပြောင်းကလေးတွေဖြစ်ပြီးတော့စိတ်ကြမ်းမာရေးပြဿနာတွေနဲ့သူတို့ရင်ဆိုင်ကြုံတွေ့ရပါတယ်လို့ပြောပါတယ်အဲ့တော့ကျမတို့ဒါဘာကြောင့်လဲဆိုတော့တဲ့သင်ကပေါ့နော်သင်ရဲ့ခံစားချက်ဖြစ်တဲ့စိတ်တူတယ်ဒေါသထွက်တယ်ဆိုတော့စိတ်ခံစားချက်ကိုသင်ကနှိမ်ချလိုက်တယ်ဖိနှိပ်လိုက်တယ်ဆိုလို့ရှိရင်တဲ့သင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီကိုယ်ခံအားsystem ကိုလည်းဖျက်ဆီးရာရောက်တယ်လို့ပြောတယ်ပေါ့နော်ဆိုတော့healthy way နဲ့ဘာပေါ့နော်ဘာလဲဆိုတော့ဒီစိတ်ဆိုးလာတယ်ဒေါသထွက်လာတယ်ဆိုလို့ရှိရင်ဒေါသထွက်လာတယ်ပြီးသွားလို့ရှိရင်ဒါပြီးသွားလို့ရှိရင် no လို့ပြောလိုက်တယ်ပေါ့နော်ကိုကလုတ်ပေးနိုင်တာမဟုတ်ဘူးစိတ်လဲဒေါသထွက်စရာလည်းရှိနေတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါကိုက no လို့ပြောလိုက်တဲ့ဟာကကိုယ့်ရဲ့ခန္ဓာကိုယ်ကောက်ွယ်လိုက်ခြင်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစိတ်ခံစားချက်တွေကနေပြီးသွားတော့မှကျမတို့ရဲ့ဒီစိတ်အတွင်းပိုင်းကိုကောက်ွယ်ပေးသလိုမျိုးတဲ့ကိုယ်ခံအားစနစ်ကလည်းအဲ့ဒီအချိန်မှာကိုယ်ခံအားစနစ်ကလည်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကောက်ွယ်ပေးတာမျိုးဖြစ်ပါတယ်ဒါလေးတွေကိုစိတ်ထဲမှာထည့်ပြီးတော့မှနေထိုင်ပေးပါပေါ့နော်ကျန်းမာတဲ့ခန္ဓာကိုယ်လေးဖြစ်ရအောင်ပေါ့နော်ပြီးတော့သင်ကဒီ emotions တွေကိုတဲ့ silent လုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သင်ရဲ့ခန္ဓာကိုယ်မှာ pressure တွေဖြစ်လာနိုင်ပါတယ်တဲ့ဆိုတော့သင်ကဒီ no ပြောရမယ့်နေရာမှာ no မပြောဘူးဆိုလို့ရှိရင်လည်းသင်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှဒီ no ဆိုတဲ့response အနေနဲ့သင်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်တာကိုတော့သင်ခံစားရပါလိမ့်မယ်လို့သူကပြောထားပါတယ်နောက်တစ်ခုကကြတော့ကလေးဘဝမှာရှိတဲ့စိတ်ဖိစီးမှုတွေကနေပြီးတော့မှခန္ဓာကိုယ်ပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ပြောင်းလဲတာကိုသူကဘာနဲ့တွေ့လဲဆိုတော့ခန္ဓာကိုယ်ရဲ့ cell လေးတွေမှာရှိရဲကျမတို့တွေတက်တန်းအသက်တွေကြီးလာတဲ့အခါမှာပေါ့နော်အသက်ကြီးလာတဲ့အခါမှာရှိရဲဒီ cell လေးတွေကိုထိန်းသိမ်းထားတဲ့ DNA လို့ခေါ်တဲ့ DNA ရဲ့အဆုံးမှာရှိရဲ telomeres တွေကအသက်ကြီးလာလို့ရှိရင်တိုးလာတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့စိတ်ဖိစီးမှုတွေအများများနေတဲ့သူတွေကစောစောစီစီအသက်ငယ်တုန်းအချိန်မှာပဲတိုးနေတာကိုသူတို့တွေတွေးရှိခဲ့ရတယ်ဒါကအသက်ကြီးတဲ့လက္ခဏာတွေကိုပြတယ်လက္ခဏာတွေသူတို့တွေ့တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီလိုမျိုးစိတ်ဒဏ်ရာတွေရခဲ့တယ်ကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါမျိုးတွေဆိုလို့ရှိရင်သူတို့တွေမှာခန္ဓာကိုယ်ကနေဘာတွေပြလဲဆိုတော့ bite အမြဲတမ်းအောက်တက်တာမျိုးတွေနောက်တစ်ခုကကြတော့အမြဲတမ်းစိတ်ပူပန်နေတာတွေတွေးရှိရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ဆုံးကြလို့ရှိရင်တော့ဒါနာတာရှည်ယောဂတွေနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်လို့သူကပြောထားပါတယ်ဆိုတော့ဒီအမျိုးသမီးတယောက်ဆိုလို့ရှိရင်သူ့ရဲ့ဦးလေးကအသက်ခံရတာကိုသူကခလေး၄နှစ်အရွယ်မှာပဲတွေးရှိခဲ့တယ်တွေးရှိခဲ့ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်သူကဒီတောက်လျှောက် stress နဲ့နေထိုင်ခဲ့ရတယ်နေထိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူကဖိုက်နာတဲ့ပြဿနာတွေအများကြီးကြုံနေရတယ်ပေါ့နော်နောက်ဆုံးမှာတော့သူကဒီအသက်20ကျော်အရွယ်လေးမှာပဲကင်ဆာယောဂနဲ့ခံစားခဲ့ရတယ်ပေါ့နော်သူ့ကိုလေ့လာတဲ့အကြောင်းကိုလည်းသူကပြောပြထားပေးပါတယ်ဆိုတော့နောက်တစ်ခုကလေဒီခန္ဓာစိတ်ကျမ်းမာရေးပေါ့နော်အစင်မပြေတဲ့လူတွေကလည်းခန္ဓာကိုယ်ကနေပြီးတော့မှတုံ့ပြန်တဲ့process တစ်ခုပါပဲလို့ပြောပါတယ်သူကပုံမှန်အနေအထားနဲ့ဖြစ်တဲ့လက္ခဏာတွေပဲလို့ပြောပါတယ်ဆိုတော့ဒေါက်တာမာထီကပြောတာကပေါ့နော်အဲ့တော့စိတ်ဖိစီးမှုကြုံတွေ့နေရတာအမြဲတမ်းစိုးရိမ်ပူပန်နေရတာအမြဲတမ်းကြောက်နေတာပြီးတော့စိတ်ဓာတ်အမြဲတမ်းကျနေတာပေါ့နော်ဒီလိုလက္ခဏာတွေပြီးသွားလို့ရှိရင် ADHD လိုမျိုးအမြဲတမ်းကြပြဖြစ်နေတဲ့လက္ခဏာတွေပေါ့နော်ဒါတွေကနေပြီးသွားတော့မှဒီလိုမျိုးဖြစ်နေတဲ့လက္ခဏာတွေကဒါငယ်တုန်းကနေပြီးတော့မှတက်ရောက်မှုရှိတဲ့အတွက်ကြောင့်မလို့ reflect လုပ်တဲ့အနေနဲ့ကျမတို့ရဲ့ဒီမှန်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မြင်ရတယ်လို့မျိုးပေါ့နော်ကျမတို့ခန္ဓာကိုယ်ကနေပြီးသွားတော့မှလက္ခဏာတွေပြနေရပဲဖြစ်ပါတယ်လို့ပြောပါတယ်ဆိုတော့ခန္ဓာကိုယ်မှာဒီလိုမျိုးအစင်မပြေတာဖြစ်နေပြီဆိုလို့ရှိရင်ဒါစိတ်ပိုင်းဆိုင်ရာမှာအစင်မပြေဘူးဆိုတော့ပုံမှန်မျိုးလို့ပြောထားပါတယ်ဆိုတော့သူ့ရဲ့သူအဲ့တော့ကလေးတယောက်ကဘိုင်းနာတယ်ဆိုလို့ရှိရင်သူ့ရဲ့ physical ကိုပဲစမ်းကြည့်တာမျိုးပဲမဟုတ်ဘဲနဲ့ကျမတို့တွေ mentally ရောအဆင်ပြေရလားဆိုတာကိုဆရာဝန်တွေတည်တည်ချာချာလေးကြည့်ပေးတင်ပါတယ်လို့သူကပြောထားပါတယ်နောက်တစ်ခုကတော့
အဲ့တော့ကျမတို့တွေဒီလိုမျိုးစိတ်တန်ရာရှိနေတဲ့လူတွေပေါ့နော်အဲ့တော့ကလေးဘဝစိတ်တန်ရာရှိခဲ့တဲ့လူကြီးတွေပဲဖြစ်ဖြစ်ကလေးဘဝမှာမူမမှန်တဲ့ပြဿနာတွေနဲ့စိတ်ခံစားမှုတွေကြောင့်မို့လို့ကလေးတွေက abnormal movement abnormal behavior တွေဒီလိုမျိုးလက္ခဏာတွေနဲ့ဒီလိုမျိုးအဆင်မပြေတဲ့ပုံစံမျိုးလေးနဲ့တွေ့ရတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့တွေကုစားမှုဆိုတာလုပ်ရမယ်ကုစားမှုအတွက်လုပ်ရဖို့အတွက်ကိုဒီကလေးတွေနဲ့အရင်ဦးဆုံး connection ပေါ့နော်ဆက်သွယ်မှုတွေအရင်ဦးဆုံးလုပ်ပေးဖို့အတွက်လိုအပ်ပါတယ်လို့ပြောပါတယ်အဲ့တော့ဆက်သွယ်မှုဆိုတာဘယ်လိုလုပ်မှာလဲဆိုတော့သူတို့ပြောတာတွေသူတို့ခံစားချက်တွေကိုနားထောင်ပေးတာပါနောက်ထပ်တစ်ခုကကြတော့သူတို့ကိုစိတ်ခံစားချက် psychologically safety ပေါ့နော်အဲ့တော့စိတ်ခံစားချက်ကိုသူတို့လုံခြုံနေဆိုတဲ့ခံစားချက်ကိုလည်းရစေတာမျိုးကိုပြောတာပါနောက်တစ်ခုကကြတော့ဒီဘယ်နေရာနေပြီးတော့မှဒီလိုမျိုးလက္ခဏာတွေပေါ်လာတာလဲဆိုတာကိုကသုံးသပ်ပြီးတော့မှသူတို့ကိုအကောင်းဆုံးကုစားပေးဖို့အတွက်ဒါလမ်းကြောင်းတွေကိုဒါဒီစိတ်ပညာရှင်တွေကဒါလေ့လာထားတာပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်လေကျမတို့တွေဆရာဝန်တွေဆိုလို့ရှိရင်လည်းသူတို့တွေလေ့လာထားတာပေါ့နော်ဆိုတော့ဒီဆရာဝန်လုပ်တဲ့သူတွေစေးကြောင်းသားတွေဒါမျိုးတွေမှာဆိုလို့ရှိရင်သူတို့ DNA စစ်ကြည့်လိုက်တဲ့အခါမှာ telomeres တွေကတိုးနေတာကိုသတိထားမိပါတယ်တဲ့သူတို့အသက်အရွယ်ထက်တိုးနေတာကိုသတိထားမိရဲ့ဒါတွေကဘာကြောင့်လဲဆိုတော့သူတို့တွေက chronic stress ကိုကြောင်းတက်တဲ့အချိန်မှာလည်းခံစားရတယ်တောက်လျှောက်အလုပ်လုပ်တဲ့အချိန်မှာလည်းခံစားရလို့ပဲဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့သူတို့ training လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းloss of empathy ပေါ့နော်အဲ့တော့ကိုချင်းစာစိတ်ဒီဘာဖြစ်လို့လုပ်တာလဲဆိုတော့လူအသက်နဲ့လုပ်နေတာတတိထားမှာပေါ့နော်ဒီလိုမျိုးဆရာဝန်အချင်းချင်းပေါ့နော်အမားလုပ်လို့မရတဲ့အခြေအနေတွေနဲ့အလုပ်လုပ်လာကြတဲ့အချိန်မှာဆိုလို့ရှိရင် empathy တွေနဲ့တဲ့ပတ်ဝန်းကျင်နဲ့ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ stress တွေတပုံတပင်ဖြစ်နေတဲ့သူတွေဖြစ်နေကြပါတယ်တဲ့နောက်တစ်ခုကကြတော့ emotion တွေပေါ့နော်သူတို့ရဲ့စိတ်ခံစားချက်တွေကိုအမြဲတမ်းကို self care အောင်မလုပ်နိုင်တဲ့စိတ်ခံစားချက်တွေအကုန်လုံးကို suppress ပေါ့နော်ဖိနှိပ်ထားတဲ့အတွက်ကြောင့်ပါတဲ့ကိုလည်းလစ်လူရှုထားတဲ့ဟာတွေအတွက်ကြောင့်မလို့သူတို့လေးလာတွေ့ရှိတာကတော့သူတို့ရှိရမယ့်သက်တမ်းထက်အသက်ကြီးနေတယ်ဆိုတာကိုသတိထားမိတာပဲဖြစ်ပါတယ်တဲ့ဆိုတော့ကျမတို့တွေကျမ်းမာတဲ့အလေးအကျင့်တွေကနေပြီးတော့မှကျမတို့တွေကိုပြန်ပြီးတော့ကုစားတာမျိုးလုပ်ကြည့်ကြမယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ကျမတို့တွေ therapist တွေနဲ့စကားတွေပြောကြည့်တာနောက်တစ်ခုကကြတော့ကိုယ်တိုင်ကို self care ပေါ့နော်ကို self care လုပ်တဲ့အနေနဲ့ကိုမလုပ်ပေးနိုင်တဲ့ကိုမတက်နိုင်တဲ့ကိစ္စတွေကို no ပြောဖို့အတွက်ကိုလက်မရွတ်ပါနဲ့ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒါစိတ်တူတယ်ဒေါသထွက်တယ်ပေါ့နော်စိတ်တူတယ်ဒေါသထွက်တယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထုတ်ဖော်ရဲဆိုတာကိုဒါအနေနဲ့ကင်းစွာနဲ့ဒေါသထွက်တဲ့ကိစ္စတွေလည်းလုပ်လို့ရပါတယ်လို့ပြောပါတယ်ပြောပါလို့ရှိရင်သူတို့ဘယ်လိုနေရာနေပြီးသွားတော့မှဘယ်လိုအနေထားနေပြီးတော့ကြီးပြင်းလာလဲဆိုတာတွေပေါ်မှာမူတည်ပြီးတော့မှကြည့်လို့ရပါတယ်ဆိုပြီးတော့သူကပြောပြပေးထားပါတယ်ဆိုတော့ကျမဒီ podcast လေးကိုလေ့လာတဲ့အရာဆိုလို့ရှိရင်ပေါ့နော်ကျမကဟိုတော်တော်များများပေါ့နော်လူတွေကိုလိုက်ပြီးတော့မှလေ့လာခဲ့တာမျိုးတော့မရှိပါဘူးဒါပေမဲ့ကျမသတိထားမိတာကတော့တယောက်နဲ့တယောက်က trait မတူကြဘူးတယောက်နဲ့တယောက်က personality ပေါ့နော်ကိုယ်ယူကိုယ်သွေးတွေမတူညီကြဘူးပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ကြီးပြင်းလာကြတဲ့ပုံစံတွေလည်းမတူညီကြဘူးဒါကြောင့်မို့လို့သူတို့ဖြစ်ပျက်နေတဲ့လက္ခဏာတွေကလည်းတယောက်နဲ့တယောက်တူညီနိုင်မှုရှိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့တခုခုကိုယ့်ရဲ့စိတ်ထဲမှာအဆင်မပြေဖြစ်တယ်ဆိုလို့ရှိရင်ငါပုံမမှန်ဘူးလားဆိုတာထက်ငါရဲ့ဘာတွေမှမူတည်ပြီးတော့မှငါဒီလိုဖြစ်နေတာလဲဆိုတာကိုထပ်ပြီးတော့တွေးလို့ရအောင်လို့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ကလေးလေးတွေကိုလည်းအကောင်းဆုံးပြုစုပြောထောင်နိုင်အောင်လို့ဒီ podcast လေးကနေပြီးတော့မှအကျိုးတစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျမရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်ကျမရဲ့ page လေးကိုလည်း follow လုပ်ပေးဖို့မမေ့ပါနဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်တတားပါ